အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Would You Marry Me ဆိုတဲ့ drama လေးကို recap လုပ်ပေးမှာဖြစ်ပါတယ်အပိုင်းလေးသူတို့နှစ်ယောက်ဟန်ဆောင်အနမ်းပေးနေတာကအလုပ်ဖြစ်သွားကြပြီရုံကအတီကောင်းမလေးကလည်းထပ်မဆက်စုတော့ပဲပြန်ထွက်သွားပါတယ်ပြီးတော့နှစ်ယောက်သားချက်ကိုရှက်ကန်းနဲ့ပြန်ထွက်လာကြပါတယ်နောက်တစ်ခါမှာတော့မင်္ဂလာဆောင်ပုံကိုချိတ်ဖို့လုပ်တဲ့အခါမဲပေါက်တဲ့အိမ်အစ်စ်မှာ Tuesday မရှိလို့မျက်နှာချင်းဆိုင်က director အိမ်မှာသွားငှားကြပါတယ်နောက်တစ်နေ့ရုံရောက်တော့ရုံဝင်တဲ့ကောင်းမလေးကအဲ့ဒီနေ့ကသူ့အဖွဲ့မှုကိုမြင်လိုက်တာသေချာကြောင်းကိုသူတို့ရုံမှာပြောပြီးသူတို့သမီးကလည်း Mary အရက်အမောင်းလောက်ဖြစ်ကြောင်းကိုပြောပါတယ်။ကောင်းမလေးကနောက်ကျောကနေမြင်လိုက်တာဖြစ်လို့ဘယ်သူဘယ်ဝါမှမသိပေမဲ့ photo studio ကိုလမ်းမေးမယ်ဆိုပြီးအတင်းဖုံးဆက်ပါတယ်။ဒါပေမဲ့ကံကောင်းတာကအဲ့ဒီနေ့အတွက် studio booking ကိုဝူကျူးကနာမည်လွှဲပြီးတော့ပေးထားခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုရုံရဲ့တနေရာမှာဝူကျူးနဲ့ Mary နှစ်ယောက်ထိုင်ပြောနေရင်ဝူကျူးကသူ့ဝတ်အစားအချို့ကို Mary အိမ်မှာထားပေးဖို့ပေးလိုက်ပါတယ်။ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ကင်ဝူကျူးရဲ့အဖွားကလည်းသူ့သမီးရဲ့အမျိုးသားသူ့သမက်ကိုအရန်ယုံကြည်ပါတယ်။အဖွားရဲ့ဗဏ္ဍာရေးအတွင်းမှုတယောက်ကားမတော်ဆမှုနဲ့အသက်ဆုံးမသွားရတာကလည်းထိုလူရဲ့လက်ချက်ပဲဖြစ်ပါတယ်။ထိုလူကနောက်ွယ်ကနေကုမ္ပဏီကိုအပိုင်ကျန်နေသူလည်းဖြစ်ပါတယ်။အဖွားတော်မိသားစုတွေညစာကိုအတူစားကြတော့ဆုံးသွားတဲ့အတွင်းမှုရဲ့နေရာအတွက်ဝူကျူရဲ့ဝမ်းခွဲအကိုကိုယာယီကင်ခိုင်းပါတယ်။ဝူကျူကစိတ်ပင်ပန်းအားငယ်တဲ့အချိန်ဆိုရင်အယုတ်ကလေးတယောက်ကိုအမြဲပြန်ကြည့်နေတတ်ပါတယ်။ဒီရုပ်လေးကသုံးရွာတွေနဲ့ကားမတော်တဆမှုဖြစ်ခဲ့တဲ့အချိန်မှာကောင်မလေးတယောက်ကသူ့ကိုနှစ်သိမ့်ပေးခဲ့တဲ့အယုတ်လေးဖြစ်ပြီးအခုချိန်ထိသူသိမ်းထားပါတယ်။အဲ့ဒီချိန်ထဲကသူ့အတွက်ဝမ်းနေပေးခဲ့တဲ့ကောင်မလေးကိုကင်ဝူကျူရဲ့စိတ်ထဲကအမြဲအမတ်ရနေပြီးရှာနေခဲ့တာဖြစ်ပါတယ်။မယ်ရီကလည်းနှစ်ယောက်သားနမ်းခဲ့တာကိုခဏခဏပြန်တွေးပြီးရှက်နေခဲ့ပါတယ်။ဆရာဝန်မလေးကလည်းဒီညကင်ဝူကျူကိုတွေ့ချင်လို့တနေရာမှာချိန်လိုက်ပါတယ်။ကင်ဝူကျူကအဲ့ဒီမှာမယ်ရီအိမ်ကိုကန်ဆယ်မဲဖောက်ပေးထားတယ်။ကုမ္ပဏီက CEO လာလဲမယ်ဆိုလို့ကပယ်အင်ဂျီကိုအသုံးဆောင်နေနေရချပြီးစောင့်နေကြပါတယ်။ပြီးတော့မယ်ရီကဖြစ်နိုင်ခြေရှိတဲ့မိကွန်းတွေကိုပြင်ဆင်ထားပြီးကင်ဝူကျူကိုပြပါတယ်။နောက်ဆုံးမှာဝူကျူသိသွားတာကမယ်ရီအရင်ရေးစားအတွက်ယူရှင်စရိတ်မင်္ဂလာဈေးကနေစပြီးအိမ်ဝယ်တာအထိကိုပါမယ်ရီတယောက်တည်းအကုန်ကျခံထားရတာကိုဖြစ်ပါတယ်။ဝူကျူကတစ်ချိန်မှာမယ်ရီခန်းစားချက်ကိုနားလည်ပြီးပေါ့ပြက်ပြက်မတွေးတဲ့လူကောင်းတယောက်နဲ့ဆုံးမပါဆိုပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။လာလည်မဲ့ CEO ကလည်းအိမ်တွေကကိစ္စလေးတစ်ခုဖြစ်သွားလို့အိမ်လာလည်မဲ့ကိစ္စကိုဖျက်လိုက်ရပါတယ်။အကြောင်းကတော့ CEO ဆိုသူကလူတစ်ယောက်ကိုထုတ်ချစ်ပြီးဆေးရုံမှာနစ်နာသူဖြစ်ဟန်ဆောင်တက်နေပါတယ်။အဲ့ဒီကိစ္စတွေကိုအကုန်လိုက်ရှင်းနေရတာကသူတို့ရဲ့ Indian Director ဆိုသူပဲဖြစ်ပါတယ်။ Director ဆိုသူကလည်း CEO ရဲ့အနိုင်ကျင့်မှုကိုအမြဲခံနေရလို့လုံးဝမကျေနပ်ပါဘူး။မင်းနဲ့ကင်ဝူဂျူနီယာဟာဒီဇိုင်းကိစ္စတွေကိုတိုင်ပင်နေရင်ဝူဂျူကဆရာဝန်မလေးနဲ့တွားတွေ့ဖို့မိနေခဲ့ပါတယ်။ဆရာဝန်မလေးကလည်းထိုကိစ္စနဲ့ပတ်သက်ပြီးစိတ်ညစ်ညစ်နဲ့ဘာတစ်ခုကိုရောက်သွားကသူ့လိုပဲ CEO အနိုင်ကျင့်လို့စိတ်ညစ်ညစ်နဲ့လာတောက်နေတဲ့ Director ဆိုသူနဲ့တွေ့ပါတယ်။နောက်တစ်ခါမှာ Mary တို့မင်္ဂလာပွဲပြတ်သွားတာကိုမသိတဲ့ Mary အမေကမြို့ကိုတက်လာပြီးရီစာဟောင်းကင်ဝူဂျူရဲ့အိမ်ကိုအရန်ဟင်းတွေတွားပေးတဲ့အခါဖြစ်ခဲ့တာတွေအားလုံးကိုအကုန်သိသွားပါတော့တယ်။ Mary လည်းဒီဇိုင်းအတွက်ဥက္ကဋ္ဌကြီးကို presentation လုပ်ရမှာနဲ့တိုင်နေလို့မသွားနိုင်လို့ကင်ဝူဂျူကပဲကူညီပေးပြီး Mary အမေကိုနေပြန်ဖို့ကားခဲ့အထိလိုက်ဖို့ပေးလိုက်ပါတယ်။ Mary လည်းအိမ်ပြန်ပြီးစိတ်မကောင်းဖြစ်နေချိန်ကင်ဝူဂျူကသူ့အမေပေးလိုက်တဲ့အရန်ဟင်းတွေကိုလာပို့ပေးရင် Mary ရဲ့ခံစားချက်တွေကိုနားထောင်ပေးလိုက်ပါတယ်။ Mary ကိုလည်းအမေကိုအကြောင်းစုံပြောပြလိုက်ပါလို့နှစ်သိမ့်ပေးခဲ့ပါတယ်။ Mary လည်းအကြောင်းစုံကိုသူ့အမေကိုပြောပြလိုက်တဲ့အခါမှာတော့သူ့အမေလည်းအိမ်မဲပေါက်တာတွေပါသိသွားပြီးပြပြတသားနဲ့ရှေ့ဆက်ဖို့အားပေးခဲ့ပါတယ်။ Mary ရီစာဟောင်းဆိုသူကလည်းသူလက်ရှိတွဲနေတဲ့ကောင်မလေးကနောက်တစ်ယောက်နဲ့ထပ်ဖောက်ပြန်နေတာကိုသိသွားပြီး Mary စီကိုပြန်လာနေပါတယ်။နောက်တစ်ခါမှာ Mary အမေရဲ့ပတ်စံအိတ်လေးကဝူကျူကားထဲမှာကျန်ခဲ့တာကိုပြန်ရှာကြည့်ပေးဖို့ Mary ကဝူကျူစီကိုဖုံးဆက်ပါတယ်။ကင်ဝူကျူကကားထဲမှာရှာပေးရင် Mary တို့မိသားစုပုံလေးကိုအမှတ်မထင်တွေ့သွားချိန်မှာသူငယ်လေးတွေကရှာနေခဲ့တဲ့ကောင်မလေးက Mary ဆိုတာကိုပို့ပြီးတည်တည်ချာချာမှတ်မိသွားပါတော့တယ်။ဒါကတော့အပိုင်းလေးပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။